Instagram အကောင့်မှာဖြတ်လိုက်ရတဲ့ NJZ New Jeans Adore နဲ့စာချုပ်ပြဿနာဖြေရှင်းနေကြတဲ့ New Jeans အားဒီတစ်ခါမှာတော့တကယ်ပဲရှုံးနေခဲ့ပြီလားဆိုတာပရိသတ်တွေကြားဆွေးနွေးစရာဖြစ်နေကြပါတယ်။ New Jeans အားသူတို့ရဲ့ NJZ Official ဆိုတဲ့အကောင့်ကို username ID ပြောင်းလဲလိုက်ရရုံနဲ့မကပဲ post တွေပါအကုန်ဖြတ်သွားတဲ့အခါပရိသတ်တွေကြားမှာတုန်လှုပ်စရာတွေဖြစ်ကုန်ကြရပါတယ်။ New Jeans ဟာပြီးခဲ့တဲ့နိုဝင်ဘာမှာ Adore ကစာချုပ်ကိုဖောက်ဖျက်တယ်ဆိုပြီးတစ်ဖက်သက်စာချုပ်ဖြတ်သိမ်းလို့ NJZ ဆိုပြီးကိုယ်ပိုင်နုပညာလှုပ်ရှားမှုတွေပြန်လည်ပြုလုပ်နေကြတဲ့အခါ Adore ဘက်ကတရားစွဲဆိုခဲ့ပါတယ်။လက်ရှိမှာအခြေအနေတွေကရှုပ်ထွေးနေဆဲဖြစ်ပြီးတရားရုံးကတော့ Adore ဘက်ကိုအနိုင်ပေးထားတာကြောင့် New Jeans လည်းတည်တဲ့အနုပညာလှုပ်ရှားခွင့်တွေပြန်လည်ဆုံးရှုံးသွားပါတယ်။ April 4 ရက်နေ့မှာတော့ပရိသတ်တွေဟာ NJZ Official ရဲ့ Instagram အကောင့်အသစ်ပျောက်သွားလို့အံ့ဩခဲ့ကြရပါတယ်။ပြီးတော့မှအကောင့်ဟာ profile ပြန်ဖြတ်သွားပြီး post တွေလည်းအကုန်ဖြတ်ထားသလိုအကောင့်နာမည်ကိုလည်းပြန်ပြောင်းလိုက်တယ်ဆိုတာပရိသတ်တွေတွေ့ရှိခဲ့ကြရပါတယ်။အခုဆိုရင် follower 9.2 သန်းရှိနေပြီဖြစ်တဲ့အကောင့်ဟာနာမည်ကို MHDHH Friends လို့ပြောင်းသွားပြီးဒါဟာ memory ရဲ့နာမည်အစစလုံးတွေဖြစ်တယ်ဆိုတာလည်းသတိထားမိခဲ့ကြပါတယ်။ Netizen တွေကတော့ဒါဟာလက်တလောဖြစ်ပေါ်နေတဲ့သတင်းတွေကြောင့်ပဲဖြစ်ရမယ်လို့ခန့်မှန်းနေကြပါတယ်။ဒါအပြင် memory တွေကမိဘတယောက်ဟာ Adore နဲ့စာချုပ်ဖြတ်သိမ်းမှုကိစ္စကိုပြန်လည်စဉ်းစားချင်နေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပြီးဘယ်မှန်မှာလဲဆိုတာအားလုံးကခန့်မှန်းနေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။